အခုလိုမျိုး message တွေပေါ့နော်ကျွန်တော်တို့ကြာလာပြီး20ကောက်ကလည်းဖွင့်လာပြီးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အကောက်ရမရအကောက်ဝင်ကြီးကိုကျွန်တော်ပြပေးမယ်ပေါ့နော်ဒါမဝင်တက်သေးတဲ့သူတွေအတွက်ဖြစ်ပါတယ်ကြည့်တော့ပါနော်ကျွန်တော်လည်းသေးသေးရှင်းပြပေးထားတဲ့ပင်လုံးနီးရစာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒါ Romani software တွေဝင်မယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်အကောက်ဖွင့်ပြီးတဲ့သူတွေဖြစ်ပါတယ်နော်အကောက်ဖွင့်မှာမဟုတ်ဘူးဖုန်းနံပါတ်ထည့်လိုက်တာနဲ့သူကဒီလိုမျိုးပုံစံလေးပေါ်နေမယ်အဲဆိုကျွန်တော်တို့ကဘာလုပ်ပေးရမှာလဲ password ထည့်ပေးရမယ်နော် okay ကို Romani ကောက်ဖွင့်စင်တော့ငါထည့်ခဲ့တဲ့ password ရှင်းလုံးကိုမှန်ကန်ထည့်ပါပြီးရင်တော့ကျွန်တော်တို့ sign in ကိုတစ်ချက်နှိပ်ပေးမယ်နော်ကျွန်တော်တို့ password ကိုသိချာမှန်ကန်ထည့်ပါနော်ပြီးရင်တော့ကျွန်တော်တို့ OTP ကြမယ်ဖုန်းထဲကိုပေါ့နော် OTP ကြရင် OTP တစ်ချက်ထည့်ပေးမယ်နော်ဒါကျွန်တော်တို့အကောက်ဝင်တဲ့နည်းဖြစ်ပါတယ်ဒီတိုင်းပဲဝင်မှာဖြစ်ပါတယ်ကျွန်တော်တို့အကောက်ရပြီးသားလူတွေကပေါ့နော်ပြီးဆိုရင်တော့ကျွန်တော်တို့ဒီမှာခွင့်ပြုချက်လေးအနေငယ်တောင်းမယ်ကျွန်တော်တို့ allow ကိုပဲတစ်ချက်နှိပ်ပေးမယ် okay ကျွန်တော်တို့ခွင့်ပြုချက်လေးတွေပြီးသွားပြီဆိုတာနဲ့ဒါအကောက်ရတော့ဖြစ်ပါတယ်နော် okay အကောက်ကတော့ရတော့ပြီဒါပေမဲ့ကျွန်တော်တို့နောက်တနည်းထပ်လုပ်ရအောင်မယ်ပြင်လုပ်ရမှာတော့ကျွန်တော်ကူပြပေးတဲ့တစ်ဆင့်ချင်းသွားမယ်ကျွန်တော် sign out ပြန်နှိပ်မယ်နော်ပြီးရင် sign in ပြန်နှိပ်ဒါဘာလို့ထားလဲ pin number လုံးမှာဖြစ်ပါတယ်နော်ပြီးရင်တော့ကျွန်တော်တို့ဒီမှာဒီလိုမျိုးပုံစံပြနေကျွန်တော်တို့အသေးလုံးမှာဖြစ်ရကြောင်းမလို့ focus pin ကိုနှိပ်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာ pin number အသေးကျွန်တော်လုပ်ပြပေးမယ်အဲ့တော့ကျွန်တော်တို့ဒီမှာနမူနာပြပေးထားတယ်ကျွန်တော် CI စာအုပ်ဆိုလို့ရှိရင်ကျွန်တော် CCS စထည့်မယ်တခြား MUPG ဆိုလဲကိုယ်စာအုပ်ကနံပါတ်တိုင်းထည့်ပါနော်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာနံပါတ်တွေမှန်ကန်အောင်ထည့်ပါပြီးရင်ကျွန်တော်တို့ search pin ကိုနှိပ်မယ်နော်ဒီနေရာမှာကျွန်တော်တို့ pin ကို2ကြိမ်ပြုလုပ်ရမယ်နော်ပထမတစ်ကြိမ်ကလည်းနံပါတ်6လုံးအတူတူဒုတိယတစ်ကြိမ်နံပါတ်6လုံးအတူတူပဲနော်โอเคပြီးတော့ကျွန်တော်တို့ဒီမှာနံပါတ်ထည့်ပါနံပါတ်6လုံးကိုတခြားထည့်ပေးပါနော်ကိုအမြဲတမ်းထည့်ရမှာနော်ဒီနံပါတ်ကမေးလို့မရဘူးနှစ်ခေါက်2ကြိမ်တူတူပြန်ထည့်ပေးပါနော်โอเค2ကြိမ်ပြန်ထည့်ပြီးပြီဆိုရင်နောက်တစ်ဆင့်ရောက်သွားမယ်ဒီနေရာမှာလက်ဝှေထည့်ရင်ထည့်လို့ရတယ်မထည့်ချင်ဘူးဆိုကျွန်တော်ဘောစကစ်ကိုနှိပ်ပြီးတော့ကြော်လိုက်ရတယ်နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ပြီးသွားပြီဖြစ်ပါတယ်နော်ကောက်ဖွင့်တာအောင်မြင်သွားပြီပေါ့နော်ကျွန်တော်တို့ကောက်ဝင်တာပေါ့နော်Romani နဲ့ပတ်သက်ပြီးနောက် level 2ရမရကျွန်တော်တို့သိချင်ဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်တို့အဆင့်2ရမရသိချင်မြန်မာပြည်ငွေလဲကိုနှိပ်ကြည့်မယ်ပေါ့နော်နှိပ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကအခုလိုမျိုးပုံစံလေးပေါ်ပြီးဆိုရင်တော့အဆင့်2ရပြီဒါဆိုကျွန်တော်တို့ကအချက်လက်တွေကိုပေါ်ဆွဲတင် access နှိပ်ပေးမယ်နော် okay ကျွန်တော်ပြပေးမယ်ဒီလိုမျိုးပုံစံပေါ့နော်ပြရင်တော့ဒါ level 2မရသေးဘူးဒါဆိုရင်ကျွန်တော်တို့ထပ်တင်ရမယ်ပေါ့နော်okay level 2ထပ်တင်ဖို့အတွက်လည်းဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုရဲ့အဆုံးမှာကျွန်တော်ရှင်းပြပေးထားမယ်တကယ်လို့မရှိလို့တင် level 2တင်မတက်ဘူးပေါ့နော် Romani ကောက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်လည်းဖွင့်မတက်ဘူးနားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်စီမလာပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်ဆက်သွယ်ရမယ့်အကောင့်တွေကိုလည်းဗီဒီယိုရဲ့အဆုံးမှာထည့်ထားပေးထားရနော်ကျွန်တော်တို့လောက်ဆိုရင်တော့ Romani နဲ့ပတ်သက်ပြီးမရှိလို့အနေနဲ့နားလည်မယ်ကျွန်တော်ထင်တယ်အားလုံးအဆင်ပြေကြပါသေးဗျာ online shop ပြုလုပ်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော် bonus အနေနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီ Telegram channel လေးကိုဝင်ရောက် join လုပ်ဖို့ကျွန်တော်ပြောချင်ပါတယ်ဒီထဲမှာဆိုမိတ်ဆွေတို့ဖြစ်နေတယ်ပေါ့နော် Romani နဲ့ပတ်သက်တဲ့အကြောင်းတွေနောက် TikTok နဲ့ share တဲ့ပြဿနာတွေမရတဲ့အကြောင်းရင်းတွေဈေးကွက်လို့မရတဲ့ပြဿနာတွေပေါ့နော်အများသောအဖြစ်ပေါ့နော် Romani နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်ဗီဒီယို20ပုတ်ကြည့်ပါတယ်20ပုတ်ဆိုမိတ်ဆွေတို့လုံလောက်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျဘယ်လိုရှာမလဲဆိုကျွန်တော်ဒီ search bar မှာပေါ့နော်ဒီ username ကိုရှာလိုက်တာနဲ့ပဲအကောက်ကိုအတွေ့မှာဖြစ်ပါတယ်ဗျ